ကော့တလန်ကန်ယိုဒေတာရှိလူထူဝေးတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာမိုက်ကယ်ဟာသူ့ရဲ့ခွေးနဲ့အတူတယောက်တည်းနေထိုင်နေပါတယ်။တပတ်ကိုတစ်ကြိမ်ဂျက်စီနဲ့ဒူမရဲ့ဦးလေးတို့ကမိုက်ကယ်အတွက်လိုအပ်တဲ့အစားအသောက်နဲ့ပစ္စည်းတွေကိုလာပို့ပေးလိရှိပြီးမြဲမိုက်ကယ်ကတော့ဒူဒိုနဲ့မတွေးချင်တယ်လို့အမြဲရှောင်နေတတ်ပါတယ်။တနေ့မှဂျက်စီကအိမ်ရှိမှာရိတ်ခါတက်တာကိုခြားထားခဲ့ရင်လက်ဆောင်ပစ္စည်းအသေးလေးတစ်ခုကိုပါထားခဲ့ပါတယ်။လီကထပ်တွားပြီးတဲ့နောက်မိုက်ကယ်ကတက်တာကိုယူတွားပြီးမြဲအဲ့ဒီလက်ဆောင်ကိုတော့ကျမ်းပြေပေါ်မှာပဲထားပစ်ခဲ့ပါတယ်။အဲ့ဒီတနေ့လုံးမိုက်ကယ်ကအရက်တောက်ပြီးကိုဘာသာကိုပဲစစ်တူရင်ကစားရင်းနဲ့အချိန်ဖြုံးနေခဲ့ပါတယ်။နောက်တစ်ပတ်မှာတော့ဂျက်စီကစီကန်းကိုဖောက်ပြီးမိုက်ကယ်ရဲ့တကားကိုတွားခောက်လိုက်ပါတယ်။မိုက်ကယ်ကတကားဖွင့်ပြီးတစ်တာအတစ်ကိုယူရင်ဂျက်စီကိုစိတ်ဆိုးစွာနဲ့စူတူလိုက်ပြီးတော့တကားပိတ်ဖို့ကြိုးစားပြီးမြဲဂျက်စီကဒူမရဲ့ချက်ထောက်နဲ့တကားကိုတားထားပြီးလက်ဆောင်ကိုထပ်မံပေးလိုက်ပါတယ်။ဒူမကမိုက်ကယ်ကိုဘာကြောင့်သူတို့ကိုတခါမှနှုတ်မဆက်တာလဲလို့ပြန်မေးခဲ့ပြီးမြဲမိုက်ကယ်ကပါမပြန်မဖြေပဲဂျက်စီရဲ့ခြေထောက်ကိုဖယ်ထုတ်ပြီးတကားကိုပိတ်လိုက်ပါတယ်။ဂျက်စီကထပ်တွားမဲ့အချိန်မှာဒူမကမိုက်ကယ်ကိုမကြောက်ဘူးလို့အော်ပြောပြီးထပ်တွားခဲ့ပါတယ်။ဒူမယူလာခဲ့တဲ့လက်ဆောင်လေးကိုတော့အိမ်တကားပေးမှပဲထပ်ပြီးထားခဲ့ပါတယ်။လေပေါ်မှာဂျက်စီရဲ့ဦးလေးကတော့မူကျူးမုံတိန်တစ်ခုလာနေတယ်ဆိုတဲ့တတိပေးချက်တွေကိုကြားလိုက်တဲ့အချိန်မှာပဲမူကောင်းကင်ကမဲမောင်လာပြီးလိုင်းတွေကလည်းအရန်ပြင်းထန်လာပါတယ်။အခက်အခဲတွေကြားမှာပဲဂျက်စီကဒူမရဲ့လေပေါ်ကိုတက်နိုင်ခဲ့ပြီးလေကိုစားတင်လော်လိုက်ပြီးမြဲမကြခင်မှာပဲလိုင်းကြီးတွေကဒူမရဲ့လော်တန်တွေကိုလူယူသွားတယ်လို့ဖြစ်သွားပြီးဒူမကိုလည်းရေထဲကိုတွန်းချလိုက်ပါတယ်။ဒူမရဲ့ဦးလေးကဒူမကိုကူညီချင်ပေမဲ့လိုင်းကြီးတွေကသူ့လေကိုပါအောက်ဖက်ကိုတိုက်တွန်းနေလို့သူလည်းအခက်တွေ့နေပါတယ်။ဂျွန်းပေါ်မှာတော့မိုက်ကယ်ရဲ့ခွေးကပတင်းပေါက်ဖက်ကိုကြည့်ပြီးအော်မီနေတဲ့အချိန်မှာမိုက်ကယ်ကအပြင်မှာပါရီဖြစ်နေလဲဆိုတာတတိထားမိလိုက်ပါတယ်။သူအိမ်ထဲကနေအပြေးထွက်လာခဲ့တဲ့အခါမတော်တဆကျက်စီထားခဲ့တဲ့လက်ဆောင်ကိုခြေထောက်နဲ့ကန်မိသွားပါတယ်။အဲ့ဒီနောက်မိုက်ကယ်ကသူ့လေပေါ်ကိုတက်ပြီးရေထဲကိုဆင်းနိုင်ဖို့ပလက်ဖောင်းတစ်ခုကနေလေကိုလော်ဆင်းသွားပါတယ်။ပြီးတော့အင်ဂျင်ကိုဖွင့်ဖို့အမြန်ဆုံးမြန်သွားနိုင်အောင်လေကိုမောင်းထွက်လိုက်ပါတယ်။ဂျက်စီကရေအောက်ကနေပြန်တက်လာနိုင်ခဲ့ပေမဲ့သူမရဲ့ခြေထောက်တွေကငါဖန်းကွန်တစ်ခုထဲမှာချိတ်မိခဲ့လို့မကူးနိုင်တော့တဲ့အချိန်မှာလိုင်းကြီးတွေကသူမကိုထပ်ပြီးရေအောက်ထဲကိုတွန်းချလိုက်တာကြောင့်နောက်ဆုံးမှာတော့သူမတတိလစ်သွားပါတယ်။မိုက်ကယ်ကရေထဲကိုခုန်ချပြီးကွန်ကိုဖြေပေးပြီးတော့နောက်ဆုံးမှာဂျက်စီကိုလွတ်မြောက်အောင်ကယ်တင်နိုင်ခဲ့ပါတယ်။သူမရဲ့ဦးလေးကိုလည်းကယ်ဖို့ကြိုးစားချင်ပေမဲ့ကံမကောင်းစွာနဲ့ပဲလိုင်းတွေကသူ့လေးကိုပိတ်မိသွားပြီးသူကရေနစ်တိတ်ဆုံးသွားခဲ့ပါတယ်။မိုက်ကယ်ကဂျက်စီကိုသူ့ရဲ့လေပေါ်ကိုခေါ်တင်ပြီးသူအသက်ပြန်ရှင်းနိုင်အောင် CPR လုပ်ပြီးခဲ့ပါတယ်။အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ဂျက်စီကပြန်ပြီးအသက်ရှူလာနိုင်ခဲ့ပါတယ်။ညနေခင်းရောက်တဲ့အခါဂျက်စီကမိုက်ကယ်ရဲ့အိယာပေါ်မှာနိုးလာပါတယ်။တူမရဲ့ဦးလေးကိုမေးလိုက်တဲ့အတွက်မိုက်ကယ်ကဖြစ်ခဲ့သမျှကိုပြန်ပြောရပါတော့တယ်။အဲ့ဒီအခါဂျက်စီကအရန်ဝဲနေပြီးငိုကြွေးခဲ့ပါတယ်။အဲ့ဒီတနေ့လုံးဂျက်စီကအိယာပေါ်ကမထားနိုင်တော့ပဲနေနေခဲ့ပါတယ်။မိုက်ကယ်ကတော့တူမကိုအိယာပေးထားပြီးကိုယ်တိုင်ကကြတော့အိမ်ထဲကဆူပါပေါ်မှာပဲအိတ်ခဲ့ပါတယ်။နောက်တနေ့မနက်မှာမိုက်ကယ်ကဂျက်စီရဲ့ခြေထောက်ကိုကူတာပေးပါတယ်။တူမရဲ့ခြေထောက်ကဖောင်းနေပြီးငါဖန်းကိုကြားဖြစ်တဲ့ဒဏ်ရာတွေအများကြီးနဲ့ဖြစ်နေပါတယ်။ဂျက်စီကမိုက်ကယ်ကိုပါလို့ရဲကူမခေါ်သေးတာလဲလို့မေးပြီးတူမတီမရှိနေတယ်ဆိုတာတခြားသူတွေတီးကြမှာမလားလို့လဲစိုးရိမ်စွာနဲ့မေးလိုက်ပါတယ်။ဒါပေမဲ့မိုက်ကယ်ကတူမကိုအနားယူပါလို့ပဲပြန်ပြောလိုက်ပါတယ်။မိုက်ကယ်ကတောက်စရာတစ်ခုယူဖို့ထားသွားတဲ့အချိန်မှာဂျက်စီကစိတ်မထိန်နိုင်တော့ပဲတူမကိုပြန်ပို့ပေးပါတူမမိသားစုကတူမကိုလိုက်ရှာနေမှာပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မိုက်ကယ်ကတော့တူမမိသားစုမရှိဘူးဆိုတာတီးနေပါတယ်။တူမရဲ့အမေကတည်ဆုံးသွားပြီးတူမကလည်းတူမရဲ့ဖခင်ကိုတခါမှမတွေ့ဘူးပါဘူး။မိုက်ကယ်အပြင်ကိုထွက်သွားတဲ့အခါဂျက်စီကအိယာကနေထားလာပြီးသူရဲ့စပွဲခုံပေါ်မှာတစ်ခုခုကိုရှာဖွေနေပါတယ်။နောက်ဆုံးမှာတော့ဓာတ်တလက်ကိုတွေ့သွားပါတယ်။အဲ့ဒီအချိန်မှာပဲမိုက်ကယ်ပြန်လာနေတဲ့အတန်ကိုကြားလိုက်ရတဲ့အတွက်ဂျက်စီကအလင်းအမြန်အိယာပေါ်ကိုပြန်တက်ပြီးဓာတ်ကိုခေါင်းအုပ်အောင်မှာဖုံးထားလိုက်ပါတယ်။အဲ့ဒီညမှာတော့မိုက်ကယ်ကဂျက်စီရဲ့အိမ်မက်ဆုံးမှတ်နေတဲ့အတန်တွေကြောင့်အိယာနိုးလာပါတယ်။မိုက်ကယ်ကဂျက်စီကိုတွားကြည့်ဖို့ကြိုးစားပေမဲ့တူမရဲ့လက်မောင်းကိုထိလိုက်တာနဲ့ဂျက်စီကနိုးလာပြီးသားနဲ့ချင်းချောက်ပါတော့တယ်။မိုက်ကယ်ကဒါဟာအိမ်မက်ဆိုးတစ်ခုတာဖြစ်ကြောင်းပြောပြပြီးဒါကိုစနစ်တကျဘယ်လိုကင်တွယ်ရမလဲဆိုတာကိုပါတင်ပေးခဲ့ပါတယ်။ရက်တွေကြာလာတဲ့အမျှမိုက်ကယ်ဟာဂျက်စီကိုဂယုတစိတ်ပြူစုပေးခဲ့ပါတယ်။
တူမကိုရီချိုးခန်းတဲ့အထိချီပို့ပေးတာအစားတွေပြင်ဆင်ပေးတာနဲ့တန်ရာတွေကိုကူတာပေးတာမျိုးတွေလုပ်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျက်စီဟာအပြင်ထွက်လမ်းလျှောက်နိုင်လာပြီးခွေးလေးနဲ့အတူအချိန်ဖြုံးနေတာကိုမြင်ရတဲ့အတွက်မိုက်ကယ်ကကြည်နက်မိနေပါတယ်။တနေ့မွန်လွဲပိုင်းလောက်မှာတော့ဂျက်စီကတူမရဲ့မိသားစုအကြောင်းကိုတူဘလို့တီးနေလဲလို့မေးမြန်းလိုက်တဲ့အခါမှာမိုက်ကယ်ကတူနဲ့တူမရဲ့ဦးလေးတို့ကတော်ဝီမရိန်တပ်ဖွဲ့မှအတူတူတာဝန်ထမ်းဆောင်ခဲ့ဘူးကြောင်းဖွင့်ဟပြောဆိုလိုက်ပါတယ်။ဂျက်စီကမိုက်ကယ်ရဲ့နာမည်ကိုတော့မတီးသေးဘူးဆိုတာတတိပြုမိသွားပေမဲ့မိုက်ကယ်ကတော့ပြောပြဖို့ညှင်းဆန်ခဲ့ပါတယ်။ခွေးလေးမှလည်းနာမည်မရှိဘူးလို့မိုက်ကယ်ကပြောပြတဲ့အခါဂျက်စီကခွေးလေးကိုဂျက်လို့နာမည်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ဂျက်စီကမိုက်ကယ်ရဲ့စစ်တူးရင်ရွှေကွက်တွေကိုဝေဖန်တောက်ပြလိုက်တဲ့အခါမှာတော့တူမကတကယ်ကိုကျွမ်းကျင်တဲ့ကစားသမားဖြစ်ကြောင်းပေါ်လွင်သွားခဲ့ပါတယ်။မိုက်ကယ်ကဂျက်စီရဲ့ခြေချင်းမှုကိုစစ်ကြည့်တဲ့အခါပိုးဝင်နေတာကိုတွေးလိုက်ရပေမဲ့ဆေးရုံတွားဖို့တော့ညှင်းဆန်နေခဲ့ပြီးလိုအပ်တာတွေကိုတူကိုယ်တိုင်တွားယူပေးမယ်လို့ကတိပေးခဲ့ပါတယ်။မိုက်ကယ်လှေနဲ့ထွက်သွားပြီးတဲ့နောက်မှာတော့ဂျက်စီကမိုက်ကယ်ရဲ့စပွဲကိုတွားကြည့်တဲ့အခါမိုက်ကယ်ဟာတူမနဲ့ခွေးလေးကျက်တို့ရဲ့ပုံတူပချီကားတစ်ချက်ဆွဲထားတာကိုတွေ့ရှိသွားပါတယ်။စပွဲရဲ့အန်ဆွဲကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မိုက်ကယ်ကနောက်ဆုံးမှတူမပေးထားတဲ့လက်ဆောင်ကိုဖွင့်ကြည့်ထားတာကိုတတိပြုမိသွားပါတယ်။အဲ့ဒါကတော့ကျွန်းပေါ်ကမိပြတိုက်ပုံစံလေးထည့်ထားတဲ့နင်းဖန်လုံးလေးတစ်ခုဖြစ်နေပါတယ်။တစ်ဖက်မှာလည်းလန်ဒန်မြို့မှာအစိုးရကော်မတီတစ်ခုကတရားလို့အမည်ရတဲ့စောင့်ကြည့်ရေး program ကိုတရားမဝင်အသုံးပြုခဲ့တဲ့အတွက်Money Force ကိုပြင်းပြင်းထန်ထန်တစ်တင်ဝေဖန်နေပါတယ်။ဒီ program ကတည်အချက်လက်တွေစုဆောင်းတိုင်းစီးဖို့အတွက် UK တနိုင်ငံလုံးမှာရှိတဲ့ဖုန်းတွေနဲ့ကင်မရာတိုင်းကိုခိုးယူဝင်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ Money Force ကတော့DIA program ကတိုက်ခိုက်မှုပေါင်းများစွာကိုတားဆီးပေးနိုင်ခဲ့တယ်လို့အကြမ်းဖက်သမားအများအပြားကိုလည်းဖော်ထုတ်နိုင်ခဲ့တယ်လို့ပြောဆိုပြီးတူကူတူကာကွယ်ပြောကြားနေပါတယ်။ကြားနာစစ်ဆေးမှုအပြီးမှာတော့ Money Force ကဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီး DIA program ကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအစိုးရအတွက်နိုင်ငံတကာမျက်နှာစာမှာအရှက်ရစရာဖြစ်နေတဲ့အကြောင်းဆွေးနွေးခဲ့ကြပါတယ်။ဝန်ကြီးချုပ်ကတူမရဲ့စပွဲပေါ်ကအတန်ဖန်းဆက်ကိုပိတ်လိုက်ပြီးအပေးအယူတစ်ခုကမ်းလှမ်းခဲ့ပါတယ်။အစိုးရအနေနဲ့တာဝန်ယူမှုရှိကြောင်းလူထုကိုဟန်ပြနိုင်ဖို့အတွက် Money Force ကိုရာထူးကနေထုတ်ပယ်မှာဖြစ်ပြီးတူရဲ့လက်ထောက်ရူဘီယာကရာထူးကိုဆက်ခံမှာဖြစ်ပါတယ်။အပြန်အလှန်အနေနဲ့ Money Force ကိုလူမတိတူမတိပုံအောင်နေထိုင်ခွင့်ပေးမှာဖြစ်ပြီးတရား program ကိုတော့လူဝက်စွာနဲ့ဆက်လက်လှည့်ပတ်ခွင့်ပြုမှာဖြစ်ပါတယ်။ Money Force ကသဘောတူလိုက်တဲ့အခါဝန်ကြီးချုပ်ကသူရဲ့အနားယူခြင်းအတွက်ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။စကော့တလန်မှာတော့မိုက်ကယ်ကစီးဆိုင်ကိုတွားပြီးလိုအပ်တာတွေဝယ်ယူရင်ကင်မရာတွေအားလုံးကိုရှောင်ရှားဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီနောက်အဝတ်အထည်ဆိုင်ကိုတွားတဲ့အခါမှာလည်းကင်မရာတွေကိုထပ်မံရှောင်ရှားခဲ့ရတာကြောင့်သူကအဝတ်အစားတွေကိုတည်တည်ချာချာရွေးချယ်မနေတော့ပဲအနီးဆုံးမှရှိတဲ့အဝတ်အစားတွေကိုပဲကောက်ယူခဲ့ပါတယ်။ဆိုင်ထဲကထွက်လာတဲ့အခါမှာတော့သူကစဖီရိုက်နေတဲ့မိန်းကလေးတချို့ရဲ့အနောက်ကနေဖြတ်လျှောက်သွားခဲ့မိပါတယ်။အဲ့ဒီအချိန်မှာတူရဲ့မျက်နှာကကင်မရာထဲမှာပါသွားခဲ့ပြီးမကြခင်မှာပဲDIA program ကသူ့ကိုအန်တီရရှိတဲ့အကြမ်းဖက်ဓမ္မတအုပ်အဖြစ်မှတ်တမ်းတင်ထားလိုက်ပါတော့တယ်။ Money Force ရဲ့လက်ထောက်ဖြစ်သူရူဘီယာကသူ့နောက်ကိုလိုက်ဖမ်းဖို့တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ကိုစီလွတ်လိုက်ပါတယ်။ကျွန်းပေါ်မှာတော့မိုက်ကယ်ကဂျက်စီရဲ့ခြေချင်းမှုကိုစနစ်တကျပတ်တီးစီးပေးပြီးဆေးနဲ့အတူမုံတချို့ကိုပါကျွေးခဲ့ပါတယ်။တူဝင်လာတဲ့အဝတ်အစားတွေကိုလည်းပြီးတဲ့အခါမှာအန်အောစရာကောင်းလောက်အောင်ပဲဂျက်စီနဲ့အတော်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီညမှာမိုက်ကယ်နဲ့ဂျက်စီနှစ်ယောက်ညစာအတူတူစားနေကြတဲ့အချိန်မိုက်ကယ်ကအပြင်မှာအတန်တစ်ခုကိုကြားလိုက်ပါတယ်။သူကချက်ချင်းပဲအဝေးကြည့်မှန်နဲ့ကြည့်လိုက်တဲ့အခါကျွန်းဘက်ကိုလေတစင်းလာနေတာကိုတွေ့လိုက်ပါတယ်။မိုက်ကယ်ကဂျက်စီကိုရေချိုးခန်းထဲမှာကိုပိတ်ပြီးသူပြက်မလာမချင်းအတန်တစ်ခုမှမထွက်နဲ့လို့ပြောလိုက်ပါတယ်။ဂျက်စီကလည်းရေချိုးခန်းထဲမဝင်ခင်တားတလက်ကိုယူသွားတယ်လို့မိုက်ကယ်ကလည်းတားတလက်ယူပြီးအပြင်ဘက်ကိုအမြန်ထွက်သွားပြီးတော့တိုက်ခိုက်ဖို့ကိုပြင်ဆင်ဖို့စတင်လုပ်ပါတော့တယ်။စစ်သားတွေကလေပေါ်ကဆင်းပြီးအိမ်ဖက်ကိုနီးကပ်လာတဲ့အချိန်မိုက်ကယ်ကကျိုးတစ်ချောင်းကိုဖျက်လိုက်တာကြောင့်တောင်ပေါ်ကကြောက်တုံးကြီးတုံးလိန်ကြားလာပြီးထောင်ထားတဲ့ကွန်တစ်ခုကစစ်သားတယောက်ကိုဖမ်းမိပြီးရေအောက်ဘက်ကိုဆွဲချသွားပါတယ်။အဲ့ဒီနောက်မိုက်ကယ်ကအရန်တောက်တဲ့မိတွေကိုဖွင့်လိုက်တဲ့အချိန်မှာညာကြီးမှန်ဘလူးတွေတက်ဆင်ထားတဲ့စစ်သားတွေကမျက်စိကျိန်းပြီးပါမမမြင်နိုင်တော့ပဲဖြစ်သွားကြပါတယ်။သူတို့ကမှန်ဘလူးတွေကိုချက်ချင်းချွတ်လိုက်ပြီးအနီးအနားမှာပြေးနေတဲ့မိုက်ကယ်ကိုမြင်တာနဲ့တနက်နဲ့အဆက်မပြတ်ပစ်ခတ်ပါတော့တယ်။မိုက်ကယ်ကတူရှိကနေအမြန်ပြေးလွှားနိုင်ခဲ့တာကြောင့်စစ်သားတယောက်ကတူနောက်ကိုတောင်ကုန်းပေါ်အထိလိုက်ဖမ်းပါတယ်။
မိုက်ကယ်ကအဲ့ဒီစစ်သားရဲ့နောက်ဘက်ကနေရုတ်တရက်ပေါ်လာပြီးအလေးရောင်ပေးတဲ့မိအိမ်နဲ့ခေါင်းကိုရိုက်ခွဲပစ်လိုက်ပြီးတော့မိကြည်တနက်နဲ့ပစ်လိုက်တဲ့အတွက်စစ်သားမှမိလောင်ကျွမ်းသွားပါတော့တယ်။မကြခင်မှာပဲနောက်ထပ်စစ်သားတစ်ယောက်တောင်ကုန်းပေါ်ရောက်လာတဲ့အတွက်မိုက်ကယ်ကကြောက်ခဲတစ်လုံးကိုပစ်ပေါက်လိုက်ပြီးအာယုံလွှဲလိုက်ပါတယ်။အဲ့ဒီနောက်မိုက်ကယ်ကစစ်သားကိုဓာတ်နဲ့ထိုးကပင်လယ်ထဲကိုတွန်းချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်စစ်သားတစ်ယောက်ကအိမ်ထဲကိုအတင်းဝင်ရောက်လာတာကြောင့်ခွေးလေးကြက်ကချက်ချင်းခုန်အုပ်တိုက်ခိုက်ပါတော့တယ်။အပြန်အလှန်လုံးထွေးတပ်ပုတ်လိုက်ကြပြီးတဲ့နောက်စစ်သားကကြက်ကိုတနက်နဲ့ပစ်တက်လိုက်ပါတယ်။အဲ့ဒီစစ်သားကရေချိုးခန်းတကားကိုကန့်ဖွင့်ပြီးတက်စီကိုအလွယ်တကူလက်နဲ့ဖြုတ်သိမ်းပြီးဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။ကားကိုလောင်ထဲမှာတော့စစ်သားတအုပ်ကမိုက်ကယ်ကိုလိုက်လံရှာဖွေနေချိန်မိုက်ကယ်ကနောက်ထပ်ထောင်ချောက်တစ်ခုကိုဆွဲဖွင့်လိုက်တဲ့အခါအဲ့ဒီစစ်သားကခြေတစ်ခုနဲ့အထိုးခံလိုက်ရပါတယ်။မိုက်ကယ်ကလူကိုတွဲလောင်းဖြစ်နေအောင်ကျိုးနဲ့ချီနှောင်ထားခဲ့ပြီးပုံပွေနေပြီးမကြခင်မှာပဲနောက်ထပ်စစ်သားတအုပ်ရောက်လာတာကြောင့်မိုက်ကယ်ကသူ့ရဲ့အပေါ်ကိုခုန်အုပ်ပြီးလက်နဲ့ဖြုတ်လိုက်ပြီးလက်ပလာနဲ့အပြင်းအထန်တိုက်ခိုက်ပါတယ်။သူကစစ်သားကိုသားနဲ့အကျိတ်အနှင်းငယ်ထိုးနိုင်ခဲ့ပေမဲ့လည်းအဲ့ဒီစစ်သားကတော့ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။မိုက်ကယ်ကလေတက်တစ်ခုနဲ့ရိတ်ချကလဲကျသွားပြီးတဲ့နောက်အဲ့ဒီလေတက်နဲ့ပဲလေပင်ကိုဖိညက်တက်ဖြတ်ပစ်လိုက်ပါတယ်။ဂျက်စီရဲ့အော်ဒန်ကိုမိုက်ကယ်ကြားလိုက်ရတာကြောင့်သူကတိတ်ဆုံးသွားတဲ့စစ်သားရဲ့တနက်ကိုကောက်ယူပြီးကြည့်လိုက်တဲ့အခါမှာပြန်ပေးဆွဲလာသူရဲ့ခြေထောက်ကိုထိမှန်သွားတဲ့အတွက်ကြောင့်လဲကျသွားပါတယ်။ဂျက်စီလွန်မြောက်သွားတာနဲ့မိုက်ကယ်ကနောက်ဆုံးကြန့်ရှိနေတဲ့စစ်သားကိုတနက်နဲ့အတိပစ်တက်လိုက်ပါတယ်။အနီးကပ်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီစစ်သားကဗီဒီယိုမှတ်တမ်းတင်နေကြောင်းတွေ့ရှိသွားတာကြောင့်မိုက်ကယ်ကစက်ပစ္စည်းတွေကိုတင်စီလိုက်ပြီးဂျက်စီကိုခဏစောင်းကိုပြောခဲ့ပါတယ်။သူကအိမ်ထဲကိုဝင်သွားတဲ့အခါခွင်းလေးချက်တိဆုံးနေတာကိုတွေ့လိုက်ရပါတယ်။သူကသူ့ရဲ့အဖော်ဟောင်းလေးကိုတောင်းပန်စကားပြောဆိုပြီးတဲ့နောက်ဖုန်းကိုယူလိုက်ပါတယ်။သူကလျှို့ဝှက်တငယ်ချင်းတဦးထံဖုန်းဆက်ပြီးအထောက်အပို့တစ်ခုနဲ့တူလာနေပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဖုန်းပြောပြီးတာနဲ့သူကဖုန်းထက်ကဘက်ထရီကိုထုတ်လိုက်ပြီးမိုက်ကယ်နဲ့ဂျက်စီတို့ကစစ်သားတွေရဲ့လေကိုစီးပြီးတော့ကျုံးကနေထွက်ခွာလာခဲ့ကြပါတယ်။မကြာခင်မှာပဲရိုဘီယာကကျူရီယစစ်သားတွေရှုံးနေတော့တာကိုတီရှိသွားတာကြောင့်အထူးအေဂျင့်တဦးကိုစစ်လွတ်လိုက်ပြီးဂျက်စီကဘဒူပဲဝါဖြစ်ကြောင်းကိုစုံစမ်းဖို့သူမရဲ့အဖွဲကိုအမိန်ပေးလိုက်ပါတယ်။မနက်မိုးလင်းလာတဲ့အခါဂျက်စီနဲ့မိုက်ကယ်တို့ကစကော့တလန်ကိုရောက်ရှိလာကြပြီးမိုက်ကယ်ကတွေးတွေထွက်နေတာကိုဂျက်စီတတိပြူမိသွားခဲ့ပေမဲ့သူကဘာမှမဖြစ်ကြောင်းပြောခဲ့ပါတယ်။သူတို့အသုံးပြုနိုင်မဲ့ကားတစ်စီးမတွေးမချင်းမြို့ထဲမှာတိတ်တဆိတ်သွားလာနေကြပေမဲ့ကားတော့ကိုတော့လိုအပ်နေပါတယ်။မိုက်ကယ်ကဂျက်စီကိုတနက်အသုံးပြုပုံကိုတင်ပေးပြီးတဲ့နောက်သူအိမ်ထဲကိုခိုးဝင်နေတဲ့အချိန်သူမကိုကင်းဆောင်ခိုင်းထားပါတယ်။အိမ်ထဲမှာမိုက်ကယ်ကားတော့ရှာနေတဲ့အချိန်ကောင်လေးတယောက်ကသူ့ကိုမြင်သွားပါတယ်။ရုတ်တရက်အိမ်ရှင်ဖြစ်သူတခါဝမှပေါ်လာပြီးမိုက်ကယ်ကိုတနက်ဖြစ်ချိန်ထားပေမဲ့ဂျက်စီကအဲ့ဒီလူရဲ့နောက်ဘက်ကနေရောက်လာပြီးမိုက်ကယ်ရဲ့တန်ရာကိုကူတာပေးဖို့အကြက်ကိန်ထိန်းချောက်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းရူဘီယာရဲ့အဖွဲထဲကကျွမ်းကျင်ပညာရှင်တဦးကတည်င်းတစ်ခုကိုရရှိခဲ့ပါတယ်။အစောပိုင်းကဒူတို့တွေ့ခဲ့ရတဲ့အကြမ်းဖက်ဓမ္မဆိုတဲ့အချက်လက်တွေကအတူအယောင်တွေဖြစ်နေပါတယ်။အဲ့ဒါကကင်မရာထဲမှာသစုပ်တယောက်ရဲ့မျက်နှာပေါ်လာတာနဲ့အလူအလျောက်ပေါ်နေအောင် program ရေးဆွဲထားတာဖြစ်ပါတယ်။ဒီအချက်လက်ကိုဖန်တီးခဲ့တဲ့သူကသူ့အလိုလိုပြည့်ပြည့်သွားမဲ့ကုတ်တွေကိုအသုံးပြုခဲ့ပြီးမဲ့အဲ့ဒီပညာရှင်တွေကတော့ဖော်ထုတ်နိုင်ခဲ့ပါတယ်။အခုတော့မိုက်ကယ်ရဲ့ကိုရေးရစဝင်အစစ်အမှန်ကဖန်သားပြင်ပေါ်မှာပေါ်လာပြီးသူတာဝန်ထမ်းဆောင်ရင်တည်ဆုံသွားခဲ့ပြီလို့ဖော်ပြနေပါတယ်။သစုပ်တယောက်ကသူတို့အချင်းချင်းတန်တန်းအောင်စူးစမ်းနေတာဖြစ်ကြောင်းရိုဘီယာကထောက်ပြပြီးတဲ့နောက်မှာတော့နီးပညာရှင်ကမိုက်ကယ်ရဲ့မစ်ရှင်မှတ်တမ်းတွေကိုဝင်ကြည့်ဖို့စူးစမ်းပေမဲ့ကွန်ပျူတာကဖိုင်မရှိကြောင်းပြသနေပါတယ်။အဲ့ဒီအချိန်မှာပဲစကော့တလန်ကကောင်လေးတယောက်ရဲ့911အရေးပေါ်ဖုန်းခေါ်ဆိုမှုကိုကွန်ပျူတာကဖမ်းယူရရှိခဲ့ပါတယ်။သူရဲ့ဖခင်ကိုအမျိုးသားတယောက်နဲ့မိန်းကလေးတယောက်ကဖမ်းဆီးထားကြောင်းပြောဆိုခဲ့တာပါ။ရိုဘီယာကအစောပိုင်းကသူ့မှာခေါ်ထားတဲ့အေဂျင့်နဲ့အတူနောက်ထပ်အဖွဲတစ်ဖွဲကိုချက်ချင်းစေလွှတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ Manny Fox ကသူ့ရဲ့ software ကိုအသုံးပြုပြီးအခြေအနေအားလုံးကိုစောင့်ကြည့်နေပါတယ်။သူကစစ်သားတွေရဲ့မှတ်တမ်းဗီဒီယိုတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ဒီကိစ္စမှာမိုက်ကယ်ပါဝင်ပတ်သက်နေတာကိုတွေ့ပြီးထိတ်လန့်သွားခဲ့ပါတယ်။ရူဘီယာကအေဂျင့်တယောက်ကိုစေလွှတ်လိုက်ပြီးဆိုတာတီးတာနဲ့ Manny Fox ကအဲ့ဒီအေဂျင့်ကိုအရင်ဆုံးဆက်သွယ်လိုက်ပြီးဒါကလူဝဲစစ်စစ်ရေးတစ်ခုဖြစ်ကြောင်းနဲ့သူရဲ့အမိန့်ကိုပဲနာခံရမယ်လို့ပြောလိုက်ပါတယ်။ Agent Watman က Manny Fox အပေါ်တစ္ဆာရှိသူဖြစ်တာကြောင့် Manny Fox ပြန်လာတာကိုဝမ်းသာအားရနဲ့ချက်ချင်းသဘောတူလိုက်ပါတယ်။ Manny Fox ကသူ့ကိုမိုက်ကယ်နဲ့ဂျက်စီနှစ်ယောက်စလုံးကိုတပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။အိမ်မှာတော့အိမ်ရှင်ဖြစ်သူကမိုက်ကယ်ရဲ့တန်ရာကိုဆေးထည့်ပေးပြီးတော့ပါပြီ။သူတို့ထွက်ခွာတော့မဲ့အချိန်မှာပဲရဲတွေကအိမ်ကိုဝင်ထားလိုက်ကြပြီးအိမ်ရှင်ရဲ့တားဖြစ်သူကတော့ရဲကိုခေါ်လိုက်တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။
ရဲအရာရှိတွေကတိုက်ခိုက်ခြင်းမပြုဖို့အမိန့်ရထားကြပြီမဲ့အင်ရှင်ဖြစ်သူကတကားဝကိုအပြေးလွှားသွားတဲ့အခါမှာတော့ Walkman ကဒူကောင်းကိုတတဲပစ်တက်လိုက်ပါတော့တယ်။မိုက်ကယ်ကကောင်လေးကိုတူအဖေနောက်လိုက်မသွားအောင်အချိန်မီတားဆီးနိုင်ခဲ့ပေမဲ့ Walkman ကတော့ရဲကားတွေကိုဖျက်ဆီးဖို့အတွက်ဆက်တိုက်ပစ်ခတ်နေပါတယ်။ဂျက်စီနဲ့မိုက်ကယ်တို့နောက်ဖေးတကားကနေထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာရဲနေအောင်နဲ့တိုးပါတယ်။မိုက်ကယ်ကတူတို့နှစ်ယောက်ကိုတပ်ပြိုင်တဲ့တိုက်ခိုက်ပြီးလှုပ်ရှားမှုအနှဲငယ်နဲ့တင်နှစ်ယောက်စလုံးကိုအလဲသိမ့်နေခဲ့ပါတယ်။အပြင်ရောက်တဲ့အခါတတိယမြောက်ရဲတယောက်ကထပ်ပေါ်လာပေမဲ့မိုက်ကယ်ကလက်ကြီးတစ်ချက်ထဲနဲ့အလဲထိုးပြီးသူ့ရဲ့ပစ္စည်းကိရိယာတွေကိုလူယူသွားခဲ့ပါတယ်။အဲ့ဒီနောက်တူတို့နှစ်ယောက်ထပ်ပြေးကြတဲ့အခါကျန်တဲ့ရဲတွေကတားဆီးဖို့ကြိုးစားပေမဲ့မိုက်ကယ်ကလက်စစ်တုပ်တွေနဲ့အားလုံးကိုနှိမ်နင်းခဲ့ပါတယ်။နောက်ဆုံးကျန်တဲ့ရဲအရာရှိကတော့ပြန်မတိုက်နိုင်တော့တာကြောင့်မိုက်ကယ်ကသူ့စီကတော့ကိုယူလိုက်ပါတယ်။တူတို့နှစ်ယောက်ကရဲကားတစ်စီးကိုခိုးယူမောင်းနှင်ပြီးထွက်ပြေးခဲ့ကြပါတယ်။တာရီကိုကင်မရာကနေမြင်နေရတဲ့ရူဘီယာက Walkman ကိုဖုန်းဆက်ဖို့ကြိုးစားပေမဲ့သူကဆက်တွက်ရေးစက်ကိုပိတ်ထားလိုက်ပါတယ်။အဲ့ဒီအတော့အတွင်း Walkman ကရဲကားနောက်ကိုလိုက်ပြီးသူကနဲ့တိုက်ခိုက်ပေမဲ့မိုက်ကယ်ကအရှိန်မြင်ပြီးအရှိကိုထွက်သွားနိုင်ခဲ့ပါတယ်။ Walkman ကတနက်နဲ့ပြစ်လို့မှန်တွေကွဲသွားပေမဲ့ဘသူမှဒဏ်ရာမရခဲ့ပါဘူး။တူတူနှစ်ယောက်တော့အုပ်ထက်အထိကားမောင်းပြေးကြရင်မိုက်ကယ်ကရန်သူမျက်စိလဲအောင်လမ်းခွေတစ်ခုမှရုတ်တရက်ကွေးလိုက်ပါတယ်။ဒါပေမဲ့ Walkman ကချက်ချင်းရိပ်မိပြီးထပ်လိုက်လာပြီးကားကိုအကြိမ်ကြိမ်တိုက်ပါတယ်။ Walkman ကထပ်ပြီးပစ်ခတ်လိုက်တဲ့အခါမိုက်ကယ်ကကြီးစက်တွေကိုရှောင်ရင်ကားကိုနင်းနေချီးမောင်းလိုက်ပါတယ်။ Walkman ရဲ့ကားကရှေ့ကိုရောက်သွားတဲ့အခါမှာတော့မိုက်ကယ်ကသူ့ကားကိုပြန်တိုက်လိုက်တဲ့ချိန် Walkman ရဲ့ကားကမှောက်သွားပါတော့တယ်။မိုက်ကယ်က Walkman ရဲ့ကားကိုလမ်းပေးရအောင်တွန်းပို့လိုက်ပြီးတဲ့နောက်ဂျက်စီနဲ့အတူတူထွက်သွားပါတော့တယ်။မိုင်အနေနဲ့အကွာဝေးမှာတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုတွေ့တာကြောင့်ကားပြောင်းစီးဖို့မိုက်ကယ်ကဆုံးဖြတ်လိုက်ပါတယ်။တော့အုပ်ထဲမှာတော့ Walkman ကအသက်ရှင်လက်ရှိနေပြီးလမ်းအတိုင်းလမ်းလျှောက်လာတဲ့အခါရဲကားတစ်စီးနဲ့အရက်သားကားတစ်စီးတားထားတာကိုတွေ့ရပါတယ်။ Walkman ကရဲအရာရှိကိုချက်ချင်းပစ်လိုက်ပြီးအရက်သားစီကားကိုလူယူလိုက်ပါတယ်။ရုံခန်းမှာတော့ ရိုဘီယာက Manny Fox ကိုဖုန်းဆက်ပြီးမိုက်ကယ်ကိုတီတလားလို့မေးမြန်းပါတယ်။ Manny Fox ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူက Black Guide လို့ခေါ်တဲ့အထူးအေဂျင့်တွေပါဝင်တဲ့လျှို့ဝှက်စီမံကိန်းတစ်ခုကိုလှုပ်ဆောင်ခဲ့ဘူးကြောင်းရှင်းပြပါတယ်။ဒီအေဂျင့်တွေကအစိုးရရဲ့စောင့်ကြည့်မှုမပါဘဲလျှို့ဝှက်တာဝန်တွေကိုထမ်းဆောင်ရသူတွေဖြစ်ပါတယ်။မိုက်ကယ်ကအဲ့ဒီအဖွဲ့ရဲ့ပထမဆုံးအေဂျင့်တွေထက်ကတယောက်ဖြစ်ပြီးတကယ့်ကိုပါရမီရှင်တူပါ။တနေ့မှာတော့သူကနိုင်ငံခြားထောက်လှမ်းရေးအရာရှိတယောက်ကိုတတ်ဖို့စင်လိုချင်းခံရပေမဲ့သူကအစီရင်စာကိုအတူလုပ်ပြီးပြက်ကွက်သွားခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတော့တယ်။ Manny Fox ကမိုက်ကယ်ကရန်သူနဲ့ပူးပေါင်းသွားပြီလို့ထင်မြင်ယူဆပြီးသူ့ကိုတားဆီးဖို့ရှိသမျှအားအင်အားလုံးအသုံးပြုဖို့ရူဘီယာကိုအကြံပေးလိုက်ပါတယ်။အဲ့ဒီနောက်ရူဘီယာကသူမရဲ့နီးပညာရှင်ကို Black Guide စနစ်ထဲကိုဟက်ခိုင်းလိုက်တဲ့အခါမိုက်ကယ်ကအီရန်သိပ္ပံပညာရှင်တဦးကိုနျူကလ িয়ার စီမံကိန်းအချက်အလက်ပေးရင်ခိုးလုံခွင့်ပေးမယ်ဟူသောကတိအတိုင်းကဲတင်ပေးခဲ့တဲ့အကြောင်းကိုတွေ့ရှိသွားခဲ့ပါတယ်။မိုက်ကယ်ရရှိခဲ့တဲ့အမိန့်ကအဲ့ဒီသိပ္ပံပညာရှင်ကိုတက်ရန်ဖြစ်ပေမဲ့လည်းသူကတော့တဘောတူညီချက်ကိုမဖောက်ပြပဲညှင်းဆန်ခဲ့ပါတယ်။ရူဘီယာကဖိုင်တွေကိုဆက်လက်ဖတ်နေတဲ့အချိန်မှာ Manny Fox ကလုံခြုံရေးကင်မရာကနေတဆင့်တူမကိုခိုးကြည့်နေတာဖြစ်ပါတယ်။ခဏကြာတဲ့အချိန်မှာဂျက်စီကမိုက်ကယ်မှာမိသားစုရှိသလားလို့မေးမြန်းတဲ့အခါသူကမရှိတဲ့အကြောင်းနဲ့စနီးနဲ့ဓာတ်များတွေရှိလို့ရှိရင်ကိစ္စတွေရှုပ်ထွေးနေတာကြောင့်မလို့ချင်းကြောင်းဖြေကြားခဲ့ပါတယ်။ဂျက်စီကတော့သူမရဲ့မိခင်နဲ့ဦးလေးသာပြန်ရမယ်ဆိုလို့ရှိရင်အဲ့ဒီရှုပ်ထွေးတဲ့အခြေအနေမျိုးကိုလူလာကြောင်းပြောခဲ့ပါတယ်။အဲ့ဒီနောက်သူကခွေးလေးကျက်ရဲ့ပုံသူပချီကိုထုတ်ပြပြီးကျက်ကမိုက်ကယ်ရဲ့မိသားစုပင်ဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့တူတို့နှစ်ယောက်ကနောက်ထပ်မြို့တစ်မြို့ကိုရောက်ရှိလာပြီးကင်မရာတွေကိုရှောင်ရှားရင်းနဲ့ကောင်းကိုငုံသွားလာကြပါတယ်။ဒါပေမဲ့လည်းလမ်းဘေးမှာရှိတဲ့ကားတစ်စီးရဲ့ရှေ့ကင်မရာကနေတူတို့မျက်နှာတွေပါသွားခဲ့တာကြောင့် Manny Fox ကတူတို့ရှိတဲ့နေရာကိုတီးသွားပါတော့တယ်။ Manny Fox ကတူတို့နှစ်ဦးပြက်ခွဲထားတဲ့ပုံစံလိုမျိုးဖြစ်အောင်မတ်တန်းကိုပြင်ဆင်လဲပြီးတဲ့နောက်တီနေရာကို Walkman ထံပေးပို့လိုက်ပါတယ်။တူတို့နှစ်ဦးကမိုက်ကယ်ရဲ့တငယ်ချင်းအဟောင်းအာတာနဲ့တွေ့ဆုံဖို့တိတ်တာခံဖျားရှိခိုးကြောင်းတစ်ခုကိုဝင်သွားကြပြီးအာတာကတူတို့ကိုတောအုပ်အလဲမှာရှိတဲ့တူရဲ့အိမ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဂျက်စီကမိဖို့ချောင်းထဲမှာထူးဆန်းတဲ့ဆေးဝါးတချို့ကိုတွေ့ရှိတဲ့အခါအာတာကမိုက်ကယ်ကိုသူအစိုးရထူးမထွက်ခါမီပရိုဂရမ်ကိုအတူတူတိဆောက်ခဲ့ကြောင်းနဲ့ software နဲ့မိတ်တူတစ်ခုတူးမှရှိသည့်ကြောင်းပြောပြပါတယ်။မိုက်ကယ်ကြောက်တော့တဲ့အချိန်ကအာတာကမိုက်ကယ်ရဲ့တပ်ပုံကိုအရက်သားတဦးရဲ့ပုံနဲ့လဲလှယ်ပေးခဲ့ပေမဲ့လည်း Manny Fox ကအကြမ်းဖက်သမားရဲ့ကိုရရဆုံးဝင်နဲ့ပြန်လည်အစားထိုးခဲ့ခြင်းဖြစ်ပါတယ်။မိုက်ကယ်ကသူ့အပြင်ထွက်တ
တိုက်ခိုက်နေတဲ့အချိန်ဂျက်စီကိုစောင့်ရှောက်ပေးဖို့အာတာကိုအကူအညီတောင်းခဲ့ပေမဲ့အာတာကမလုံနိုင်ကြောင်းညင်ခဲ့ပါတယ်။အဲ့ဒီအချိန်ဂျက်စီရောက်လာပြီးအာတာမှာကင်ဆာရောဂါရှိနေကြောင်းဖွင့်ဟပြောဆိုလိုက်ပါတယ်။သူမရဲ့မိခင်မဆုံးပါမီတောက်ခဲ့တဲ့ဆေးဝါးများနဲ့အတူတူဖြစ်နေတာကိုသူမသိရှိသွားခဲ့တာပါ။မိုက်ကယ်ကသူမကိုဖယ်ထုတ်ချင်နေတယ်လို့ထင်သွားတဲ့ဂျက်စီကသူမကဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့အတွက်တောင်းပန်ကြောင်းပြောပြီးထွက်သွားခဲ့ပါတယ်။အာတာကသူ့အသက်ရှင်ဖို့လာအနှိမ့်ခဲ့တာလို့တော့ကြောင့်အတီးပြူပြီးတဲ့နောက်မိုက်ကယ်ကသူတို့တီးတဲ့မောင်ခိုကူးသူတူရဲ့ဒီနေရာကိုမေးမြန်းခဲ့ပါတယ်။အဲ့ဒီလူကအလွန်ကြမ်းတမ်းတဲ့လူဖြစ်တာကြောင့်အာတာကစိုးရိမ်ပေမဲ့မိုက်ကယ်အတွက်တော့တခြားရွေးချယ်စရာမရှိကြောင်းပြောပါတယ်။သူတို့ထွက်ခွာရမယ့်အချိန်မှာပဲတခါခောက်တန်ကိုကြားလိုက်ရပါတယ်။တကားရဲ့နောက်ွယ်မှာဝက်မန်ရှိနေပြီးတနက်နဲ့စားတင်ပြစ်ခတ်တာကြောင့်မိုက်ကယ်ကပရီပေါကောက်ရဲ့နောက်မှာအမြန်ပုံးလိုက်ရပါတယ်။ဝက်မန်အခန်းထဲဝင်လာတဲ့အခါမိုက်ကယ်ကစင်တွေကိုသူ့အပေါ်ကိုတွန်းချလိုက်ပါတယ်။သူတို့နှစ်ယောက်ကအခန်းထဲမှာရှိတဲ့ပစ္စည်းမှန်သမျှကိုလက်နဲ့အဖြစ်အသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်ကြပါတယ်။လုံထွေးနေတဲ့အချိန်မှာတနက်တလက်ကကျန်းတင်ပေါ်ကိုလွှင့်ဆင်သွားခဲ့ပါတယ်။နေအောင်စလုံးကထူးချွန်တဲ့တိုက်ခိုက်ရေးသမားတွေဖြစ်ပေမဲ့လည်းအပြင်းအလန့်ထိုးနှက်နေကြပြီးတဲ့နောက်ဝက်မန်ကမိုက်ကယ်ကိုအသာစီးရသွားခဲ့ပါတယ်။ဝက်မန်ကမိုက်ကယ်ကိုတတ်ဖို့ပြုလုပ်တဲ့အခါမှာဂျက်စီကတနက်နဲ့ချိန်ကရပ်တန့်ဖို့တောင်းဆိုခဲ့ပါတယ်။ဝက်မန်ကဂျက်စီကိုခုံအုပ်ပြီးလက်နဲ့ဖြုတ်ဖို့ကြိုးစားနေတဲ့အချိန်မိုက်ကယ်ကတန်ကိုယူပြီးသူ့ကိုအကျိန်အနှဲငယ်ပစ်ခတ်လိုက်ပြီးတော့ဂျက်စီနဲ့အတူထပ်ပြေးသွားခဲ့ပါတယ်။ဝက်မန်ထပ်မံပစ်ခတ်နေတဲ့အချိန်သူတို့နှစ်ဦးကအာတာနဲ့ပြန်လည်တွေ့ဆုံပြီးအာတာရဲ့ကားမှာအတူထွက်ခွာလာခဲ့ကြပါတယ်။ဝက်မန်ကနောက်ကလိုက်လာပြီးပစ်ခတ်ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ။မာနီဖော့စ်ကအလုပ်ပြီးပြီလားလို့စာဖို့စစ်ဆေးမိတဲ့အခါဝက်မန်ကမပြီးသေးကြောင်းပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအချိန်မန်နီဖော့စ်ကတူလက်ထောက်ကိုအဖွဲအစစ်တစ်ပြင်ထားဖို့အမိန်ပေးလိုက်ပါတယ်။မြို့တစ်မြို့ကိုရောက်သွားတဲ့အခါအာတာကမိုက်ကယ်ကိုဖုန်းတစ်လုံးပေးခဲ့ပြီးထွက်ခွာသွားခဲ့ပါတယ်။မိုက်ကယ်နဲ့ဂျက်စီတို့နှစ်ယောက်ထဲဆက်လက်မောင်းနှင်လာတဲ့အချိန်ဂျက်စီကမိုက်ကယ်ရဲ့နောက်ထပ်ကျွန်းတစ်ခုကိုသူမကိုပါခေါ်သွားဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့မိုက်ကယ်ကတော့ဂျက်စီကိုပုံမကောင်းမွန်တဲ့ဘဝတစ်ခုရစေချင်တာကြောင့်ညှင်းဆန်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရူဘီယာကတစုပ်တစ်ယောက်ကသူတို့နောက်ွယ်မှာပရိုဂရမ်ကိုအသုံးပြုနေတဲ့အကြောင်းဤပညာရှင်ထံမှတည်သွားခဲ့တာကြောင့်ထောင်ချတစ်ခုကိုပြင်ဆင်လိုက်ပါတော့တယ်။လန်ဒန်မြို့မှာတော့မိုက်ကယ်ကသူတို့ရှိနေတာကိုတီးအောင်ကင်မရာတွေရှိမှတမင်တကာပြသခဲ့ပါတယ်။သူတို့ကနိုက်ကလာတစ်ခုကိုတွားခဲ့ပြီးမိုက်ကယ်ကအပေါက်ဆောင်ကိုသူတို့ကိုပေးဝင်တဲ့အထိထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။မန်နီဖော့စ်ကကင်မရာကနေတဆင့်သူတို့ရဲ့မျက်နှာကိုမြင်လိုက်ရပြီးသူတို့ရှိတဲ့နေရာကိုတီးအောင်ကြိုးစားခဲ့ပေမဲ့ချက်ချင်းပိတ်ဆို့ခံလိုက်ရပါတယ်။အခုတော့ရူဘီယာကသူမရဲ့နောက်ွယ်မှာမန်နီဖော့စ်တယောက်တည်းအလုပ်လုပ်နေတာကိုတည်သွားခဲ့ပါပြီ။ကလပ်ထဲမှာတော့မိုက်ကယ်နဲ့ဂျက်စီတို့ကလူကုန်ကူးသူကာမယ်နဲ့တွေ့ဆုံခဲ့ပါတယ်။မိုက်ကယ်ကဂျက်စီအတွက်ဘဒုဘဝဖြစ်ကြောင်းအထောက်အထားနဲ့ပေးကင်းတဲ့လမ်းကြောင်းတစ်ခုကိုစီစဉ်ပေးဖို့တောင်းဆိုတဲ့အခါကာမယ်ကသူပါကြောင့်နာခံရမလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။မိုက်ကယ်ကကာမယ်ကဒီနှစ်တွေတခြားလုံးတူရက်ပြိန်ဖက်တွေကိုမန်နီဖော့စ်တင်ပေးခဲ့လို့သာလုပ်ငန်းလှည့်ပတ်နိုင်ခဲ့တာဖြစ်ကြောင်းထောက်ပြလိုက်ပေမဲ့အခုတော့မန်နီဖော့စ်ကအရေးထဲမှာတရားမဝင်အလုပ်လုပ်နေပြီးလမ်းမှာပိတ်ဆို့နေတဲ့ဒူမန်တွေများကိုတပ်ပစ်တော့မှာဖြစ်ပါတယ်။မိုက်ကယ်ကကင်မရာတွေမှာသူ့မျက်နှာကိုအမီဖမ်းခိုင်းထားတာကြောင့်အေဂျင့်တွေကမကြခင်ကလပ်ထဲရောက်လာပါတော့မယ်။ကာမယ်အနေနဲ့ကူညီဖို့ကလွဲပြီးတခြားရွေးစရာမရှိတော့တာကြောင့်မိနစ်အနည်းငယ်အကြာမှာတော့ကာမယ်ကစာရွက်စာတမ်းတွေအဆင့်တင်ပြင်လိုက်ပါတယ်။လေကမိနစ်30အတွင်းထွက်ခါတော့မှဖြစ်လို့သူတို့အမြန်တွားဖို့လိုအပ်နေပါပြီ။သူတို့နှစ်ဦးကလပ်ကနေထွက်ဖို့ကြိုးစားပေမဲ့မန်နီဖော့စ်ရဲ့လူတွေရောက်လာတာကိုတွေ့လိုက်ရပါတယ်။မိုက်ကယ်ကအဲ့ဒီလူတွေထက်ကတရားကိုတိုက်ခိုက်ပြီးတနက်ကိုလူယူကပစ်ခတ်လိုက်ပါတယ်။စူညံနေတဲ့ဒေဂီတာတန်တွေကြောင့်လူအုပ်ကြီးကဘာဖြစ်နေမှန်းတတိမထမ်းမိခဲ့ကြပါဘူး။အဲ့ဒီနောက်မိုက်ကယ်ကဘားကောင်တာကဖန်ခွက်တစ်ခုကိုယူပြီးရိုက်ခွဲလိုက်ပြီးတော့နောက်ထပ်အေဂျင့်တယောက်ကိုအကြိမ်ကြိမ်ထိုးနှက်လိုက်ပါတယ်။နောက်ထပ်ရန်သူကိုတော့တနက်နဲ့ပစ်ချလိုက်တဲ့အတွက်ဒီတစ်ခါမှာတော့လူတချို့တတိပြူမိသွားကြပြီးဂျက်စီနဲ့မိုက်ကယ်တို့ဟာရေချိုးခန့်ဖက်မှာလူသွားလန့်အတိုင်းသွားဖို့ကြိုးစားပေမဲ့နောက်ထပ်အေဂျင့်တယောက်နဲ့တူပြီးအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတော့တယ်။မိုက်ကယ်ကရန်သူတွေကိုအာယုံလွှဲပြီးတဲ့နောက်ဂျက်စီကိုကလပ်ချက်ပြန်ခေါ်လာတဲ့အခါမှာတော့အေဂျင့်တွေကသူ့ကိုဝိုင်းထားပြီးဝိုင်းဝန်းထိုးနှက်ကြပါတော့တယ်။ဂျက်စီကတိုက်ပွဲဝင်ဖို့ကြိုးစားတဲ့အချိန်မှာအမျိုးသားတယောက်ကတူမကိုလဲကျအောင်လှုပ်လိုက်တာကြောင့်မိုက်ကယ်ကတူမကိုကယ်ဖို့အဲ့ဒီလူကိုပြစ်တက်လိုက်ပါတယ်။လူအုပ်ကြီးကနောက်ဆုံးမှာတော့ထိုင်လန်တကြားတွေနဲ့ထွက်ပြေးသွားကြပါတော့တယ်။ရုပ်ရုပ်တဲတဲဖြစ်နေတဲ့ကြားကမိုက်ကယ်အတွက်လှုပ်ရှားရခက်ခဲနေပြီးအေဂျင့်တယောက်ကအခွင့်ကောင်းယူပြီးတော့ဂျက်စီကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မိုက်ကယ်ကအာတာကိုဖုန်းဆက်လိုက်ပြီးအာတာကလုံခြုံရေးကင်မရာတွေကနေတဆင့်ပြန်ပေးဆွဲသူရဲ့နောက်လိုက်ကြည့်ပြီးတော့လမ်းညွှန်ပေးပါတယ်။ဂျက်စီကိုဗန်ကနောက်ခန်းထဲထည့်လိုက်တဲ့အချိန်မှာပဲရူဘီယာရဲ့စစ်သားတွေလည်းရောက်လာပြီးလမ်းကိုပိတ်လိုက်ကြပါတယ်။မိုက်ကယ်ကသူတို့ကိုရန်သူတွေလို့ထင်နေတုံးဖြစ်လို့လမ်းပွင့်အောင်သူတို့ထက်ကတချို့ကိုထိုးနှက်ပြီးဆက်ပြီးပါတယ်။ဗန်ကားကိုသူရှာတွေ့တဲ့အခါမှာတော့ Money Force ရဲ့ agent တွေကဝိုင်းထားပြန်တာကြောင့်သူတို့နဲ့ထပ်မံတိုက်ခိုက်ရပြန်ပါတယ်။မိုက်ကယ်ကသူတို့ကိုတယောက်ပြီးတယောက်နှိမ်နှင်းပြီးတဲ့နောက်ဂျက်စီနဲ့ပြန်ဆုံဖို့အပြည့်အလွှာသွားပါတယ်။အဲ့ဒီအချိန်မှာပဲဝက်မန်ရောက်လာတာကြောင့်သူတို့နှစ်ဦးကအဆန်ကယ်တစည်းကိုခိုးယူပြီးထွက်ပြေးခဲ့ကြပါတယ်။စက်ကမ်းမှာတော့ဂျက်စီကမိုက်ကယ်မပါဘဲမသွားချင်တာကြောင့်ငိုယိုနေပါတယ်။ရုတ်တရက်တက်နှက်တက်တစ်ချက်ကြားလိုက်ရတာကြောင့်မိုက်ကယ်ကဂျက်စီကိုလေပေါ်အမြန်တင်ပေးလိုက်ပြီးသူမဘေးကင်းကင်းနဲ့ထွက်ခွာလာတာကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်မိုက်ကယ်နဲ့ဝက်မန်တို့ကကြီးစံကုန်ဒီအထိအပြန်အလှန်ပစ်ခတ်ကြပါတော့တယ်။ပြီးတဲ့နောက်မှာတော့သူတို့ကပိုက်လုံးတစ်လုံးနဲ့တန်ကြိုးတစ်ချောင်းကိုလက်နဲ့အဖြစ်အသုံးပြုပြီးလက်ဗလာနဲ့အပြင်းအထန်တိုက်ခိုက်ကြပါတယ်။ဝက်မန်ကမိုက်ကယ်ကိုလဲပေးညစ်ပြီးအသာစီးရဖို့စူးစမ်းပေမဲ့မိုက်ကယ်ကသူ့ကိုလဲအောင်လုပ်ပြီးတန်ကြိုးနဲ့အကြိမ်ကြိမ်ရိမ့်နေပါတယ်။နောက်ဆုံးမှာတော့သူကအတန်ကြိုးကိုပိုက်လုံးမှာပတ်လိုက်ပြီးဝက်မန်ရဲ့ခေါင်းကိုရိမ့်နေကနောက်ဆုံးမှာတော့သူ့ကိုတက်လိုက်နိုင်ခဲ့ပါပြီ။အတန်ကြတဲ့အခါမှာသူ့ရဲ့အိမ်ကြီးထဲမှာ Money Force ကပတင်းပေါက်ကနေအပြင်ကိုလမ်းကြည့်တဲ့အခါမြေပြင်ပေါ်မှာတေဆုံးနေတဲ့ကင်းသမားနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူလဲကြည့်လိုက်တဲ့အခါမှာတော့မိုက်ကယ်ကအခန်းထဲကိုရောက်နေပါပြီ။သူတို့ကစီမံကိန်းအကြောင်းမိနစ်အတော့ကြာအခြေအတင်အငိမ့်ခုန်ကြပြီးတဲ့နောက်ဆုံးမှာတော့မိုက်ကယ်ကဝီမန်ရဲ့ခေါင်းကိုတနက်နဲ့ပစ်တက်လိုက်ပါတယ်။3 လအကြာမှာစပိန်နိုင်ငံမှာတော့ဂျက်စီကပေါ်ဝါအသစ်တစ်ခုနဲ့အခြေချနေပါပြီ။ရူဘီယာနဲ့ဒူမာရဲ့အဖွဲ့ဟာမိုက်ကယ်တနေ့နေ့မှာပေါ်လာမယ်လို့မျှော်လင့်ချက်နဲ့ဂျက်စီကိုစောင့်ကြည့်နေခဲ့ကြတာပါ။ဂျက်စီကကော်ဖီဆိုင်တစ်ခုမှစာဖတ်နေရင်တစုံတစ်ယောက်ကကင်မရာကိုရွှေ့လိုက်တဲ့အတွက်ရူဘီယာတို့ဂျက်စီကိုမျက်ခြေပြတ်သွားခဲ့ပါတယ်။စပွဲထိုးမာလီကဂျက်စီအတွက်အိတ်လာပေးရဂျက်စီကအထက်မှာစစ်တူပရင်ရုပ်ကလေးကိုတွေ့ရှိသွားခဲ့ပါတယ်။မိုက်ကယ်ကတော့လက်တစ်ဖက်ကနေဒူမာကိုစောင့်ကြည့်နေပြီးဂျက်စီလည်းမကြည့်ခင်မှာပဲထွက်ခွာသွားပါတော့တယ်